vanilla ice cream ကို choose good ဒီ tennis ball လုံးလောက်ကိုလုံးပါတယ်ပြီးတဲ့အခါကျရင်မခဲသေးမရခိတ်တဲ့ကိုထည့်ပြီးတော့အကုန်လုံးနှံ့အောင်လုပ်ရပါတယ်ပြီးတော့ချက်ဥတဲ့ကိုနှစ်ပါတယ်ပြီးတဲ့အခါမှာ bread cam ပေါင်မုတ်6ပေါ့အဲ့ဒီ6ထဲကိုထည့်ပြီးတော့အားလုံးဟိုနှံ့စအောင်လုပ်ပြီးတော့ရေခဲလုံးကိုရှင်းနေအောင်နှံ့ရေခဲတွေမထွက်အောင်ကာပါပေးရပါတယ်ပြီးတဲ့အခါကျရင်ဒီကျွန်တော်တို့ဒီ box ထဲမှာထည့်ပြီးတော့ရေခဲတက်တာထဲမှာအနည်းဆုံး3နာရီတော့အကြာထားပြီးတဲ့အခါကျရင်ပိုပြီးခဲအောင်ရေခဲကိုပုံမပြတ်အောင်ပြုလုပ်ရပါတယ်နောက်ဆုံးကျတော့အလုံးလေးတွေရလာပါတယ်